Hello အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့အင်္ဂလိပ်စာဘာသာစကားအကျွမ်းအလုံးကိုမှအခြေခံကြတဲ့ basic skill ဖြစ်တဲ့ phonetic အကြောင်းကိုဒီဗီဒီယိုထဲမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ကဲကြည့်လိုက်ကြစို့ phonetic ဆိုတာကဘာလဲ phonetic ဆိုတာကရေပေါ်ရအပြင်ပြောမယ် generally ပြောမယ်ဆိုရင်တော့ဒီအတန်တွေကိုလေ့လာတဲ့ဘာသာရပ်တစ်ခုဖြစ်တယ်အတန်တွေဘယ်လိုထုတ်လွှတ်တယ်အတန်တွေဘယ်လိုကူပြောင်းနေအတန်တွေဘလို့ဖြစ်လာတယ်ပေါ့အတန်တွေဘလို့ဖြစ်တယ်ဆိုတာကိုဒါလေ့လာတဲ့ဘာသာရပ်တစ်ခုဖြစ်တယ်အဲ့တော့ phonetic ကအရေးကြီးလားလို့မေးကြရှိတယ်ဟုတ်ပြီဖြေပြစေအမှန်တကယ်ကိုမှအရေးကြီးပါတယ်ဒါ basic skill လို့တောင်ပြောလို့ basic skill လို့ပြောရမယ်ပေါ့နော်ဟုတ်ပြီphonetic ကဒီငယ်စဉ်ကလေးဘဝကနေပြီးတော့ဘာသာစကားတစ်ခုသင်ဖို့ဆိုလို့ရှိရင်အရေးပါတယ်ပေါ့အရေးပါတယ်ဘာကြောင့်အရေးပါတာလဲဆိုတာတွေကိုဒီ phonetic သင်ရင်ရလာမယ့်အကျိုးကျေးဇူးလေးတွေကိုပြောပြပြီးတော့ညှဝေပေးချင်ပါတယ်နံပါတ်1အချက်ကပထမတစ်ချက်ကတော့ phonetic သင်ထားတယ်သိထားတယ်နားလည်ထားတယ်ဆိုရင် letter တစ်ခုချင်းစီရဲ့အတန်ထွက်ကိုအတန်တွေကိုသိမယ်တိတိကျကျသိမယ်ပြီးတော့လို့ရှိရင် letter လေးတွေကိုပေါင်းစုပြီးမှဖြစ်လာတဲ့စကားလုံးရဲ့အတန်ထွက်ကိုလည်းမှန်မှန်ကန်ကန်တိတိကျကျထွက်တတ်မယ်ဒါက phonetic သင်ရင်ရလာမယ်ပထမအသားချက်တစ်ခုဘယ်လိုလဲဆိုလို့ရှိရင်အရင်တော့က BOOK ဆိုတဲ့စကားလုံးကိုဘုတ်ဆိုပြီးတော့အတန်အမားကြီးထွက်ပြီးကြရဲပေါ့ဟုတ်ပြီအဲဆိုတော့ဒီ phonetic သင်ထားတယ်ဆိုလို့ရှိရင် BOOK ဆိုတဲ့စကားလုံးရဲ့အတန်ထွက်အမှန်ဒီ bookဆိုတာကိုသိတယ် BOAT book ဆိုတဲ့အတန်နဲ့မမားတော့မလွဲတော့ပေါ့အဲ့တော့အတန်ထွက်အမားထွက်မိတာမျိုးကိုအလိုလိုရှောင်ရှားပြီးသွားလဲဖြစ်သွားတယ်ဒါကပထမဆုံးအားသားချက်တစ်ခုအတန်ထွက်တွေမှန်မယ်အတန်ထွက်တွေကောင်းလာမယ်အတန်ထွက်တွေတိကျလာမယ်ဒုတိယတစ်ချက်အနေနဲ့ကဘာလဲဆိုလို့ရှင် vocabulary အဲ့တော့ဒီ phonetic သိနာလေထားတယ်သင်ထားတယ်ဆိုရင် vocabulary တစ်ခုပေါ့စကားလုံးတစ်ခုကိုမသိဘူးအတန်မထွက်တတ်ဘူးအရင်တော့မီးနေချက်မှဒီစကားလုံးရဲ့အတန်ထွက်ကိုထွက်တတ်တာမဟုတ်ဘဲနဲ့အဲ့ဒီစကားလုံးကိုမြင်တာနဲ့ font နဲ့အတိုင်းပေါင်းမယ်ပေါ့ဥပမာမြင်တောင်ပြောရမယ်ဆိုလို့ရှိရင်DUSTPIN ဆိုတဲ့စကားလုံးကိုဒါအရင်ကအတန်ထွက်မသိဘူးအသက်ဖြစ်နေတယ်မီးနဲ့လည်းမကြက်ရသေးဘူးဆိုတော့ဒါ font နဲ့ပေါင်းကြည့်မယ်ဆိုရင် dustbin ပေါ့အဲ့လို font နဲ့ပေါင်းလိုက်မယ်အဲ့လိုပေါင်းလိုက်တဲ့အတွက်ကြောင့်မို့အဲ့ဒီစကားလုံးကိုမှတ်မိလွယ်တယ်နှစ်ခေါက်သုံးခေါက်လောက်ပေါင်းမှတ်မိလွယ်တယ်တကူတခိုက်ကြည့်စရာမလိုပြီးတော့လို့ရှိရင် new word တွေကိုသင်တဲ့အခါမှာလည်းမြင်ဆန်ဆန်နဲ့သင်ယူနိုင်တယ်ဒါက font ရဲ့အားသာချက်တစ်ခု new word တွေကိုလောလောကူကူမှတ်မိတယ်မြင်ဆန်ဆန်သင်နိုင်မယ်ဟုတ်ပြီနောက်ထပ်တတိယတစ်ခုအနေနဲ့က spelling ကိုဘယ်လိုအထောက်အကူပြုလဲဆိုတော့နားထဲမှာအတန်တစ်ခုကိုကြားတယ်စကားလုံးတစ်လုံးရဲ့အတန်ထွက်ကိုသိတယ်ဒါပေမဲ့စလုံးပေါင်းမကြက်ရသေးဘူးဒါဆိုလို့ရှိရင်အတန်ထွက်ကိုကြားတာနဲ့စလုံးပေါင်းနိုင်တယ် font နဲ့သင်ထားတယ်နားလည်ထားတယ်သိထားတယ်ဆိုရင် for example ဥပမာဆိုရင် sock ဆိုတဲ့စကားလုံးတစ်လုံးအဲ့ဒီစကားလုံးကိုအတန်ထွက်ကိုတော့သိတယ်စလုံးပေါင်းမသိဘူး sock ဆိုတဲ့စကားလုံးမှာ sock အဲ့လိုမျိုးပါတဲ့အတွက်ကြောင့်မလို့အတန်ထွက်ကိုသိရနဲ့စောနက spelling ကိုလည်းပြန်ပြီးတော့ပေါင်းနိုင်တယ်ဒါအတန်ထွက်နဲ့စလုံးပေါင်းတယ်ကိုလည်းပြန်ပြီးတော့ချိတ်ဆက်နိုင်တယ်ပေါ့ကဲနောက်ထပ်တစ်ခုကနောက်ထပ်အားသာချက်တစ်ခုကတော့ဒီ sound အတန်တွေရဲ့ဂျားတွေကကွဲပြားခြားနားချက်တွေကိုသိတယ်ဆိုတဲ့အတွက်ကြောင့်မလို့ကလေးကlistening လည်းအားကောင်းတယ် listening ကိုလည်းအထောက်အကူပြုလာမယ် listening အတွက်အထောက်အကူပြုမယ်ဘယ်လိုလဲဆိုတော့ဥပမာပြောမယ်ဆိုရင် tree ဆိုတဲ့စကားလုံးနဲ့ three ဆိုတဲ့စကားလုံးကိုအဲ့လိုမျိုးအတန်ထွက်တွေကိုရောရှက်နေတာမျိုးရှုပ်ထွေးတာမျိုးသူ့အတွက်ဘယ်လိုမှမဖြစ်တော့ဘဲနဲ့အတန်ထွက်တွေဒီစကားလုံးရဲ့အတန်တွေကိုသိရတဲ့ကြောင့်မလို့ listening အတွက်လည်းအထောက်အကူပြုပါတယ်နောက်ထပ်တစ်ခုကတော့ phonetic is the foundation for reading and writing so reading and writing အတွက်ကလည်းသူအခြေခံပဲဘာဖြစ်လို့လဲဆိုတော့စကားလုံးလေးတွေကိုဒါစနစ်တကျစီထားတာကို sentence ဆိုတော့အဲ့ဒီ reading စကားလုံးတစ်လုံးစီကို font နဲ့ပေါင်းသွားတဲ့ကြောင့်မလို့ဒါက sentence လေးတွေကိုတခြား sentence by sentence ဖတ်တဲ့အခါမှာလည်းဒါ reading အတွက် writing အတွက်ဒါ phonetic ကတော့အခြေခံပဲ phonetic တည်ထားတယ်ဆိုရင်စကားလုံးတွေကို phonetic နဲ့ပေါင်းပြီးတော့ဒါဖတ်ရတဲ့အတွက်ကြောင့်မလို့ reading အတွက်ကတော့
လွယ်ကူအောင်လုပ်ပေးနိုင်တယ်ပေါ့ phonetic သင်ထိုင်ကဲနောက်တစ်ခုကတော့ဘာလဲဆိုတော့ phonetic သင်ထားတဲ့သူနဲ့မသင်ထားတဲ့သူနဲ့ဘာကွာလဲဆိုလို့ရှိရင် speaking မှာ phonetic သင်ထားတယ်သိထားတယ်နားလည်ထားတဲ့သူကconfidence ရှိယုံကြည်မှုရှိနဲ့ပြောနိုင်တယ်linking sound တွေကိုသိမယ်အတန်ထွက်တွေကိုပြပြတတ်နဲ့မှန်မှန်ကန်ကန်နဲ့ယုံကြည်မှုရှိနဲ့ထွက်နိုင်မယ်ဒါကတော့ phonetic သင်ထားမယ်သိထားမယ်နားလည်ထားမယ်ဆိုရင်အေဂန်မုတ်ချမြေကြီးလက်ခံမလို့ရရှိလာမယ်အကျိုးကျေးဇူးတွေဖြစ်ပါတယ်ဒီလိုအကျိုးကျေးဇူးတွေအားသာချက်တွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ phonetic ကိုတိုင်းငယ်စဉ်ကတည်းကဘာသာစကားတစ်ခုသင်ဖို့ဆိုလို့ရှိရင်အရေးကြီးတယ်လို့ပြောရခြင်းဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုထဲမှာနောက်ထပ်ပြောဖို့ကြံတာများရှိခဲ့ရင် comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye